2026ရက်ပထမဆုံးခရီးစဉ်ကတော့တဝမ်းဖောင်တာကအန်းနဲ့ပြင်ဦးလင်ထွတ်မှာပေါ့ပပလွတ်လွတ်လပ်နဲ့ပျော်ကြီးလက်ပတ်ခဲ့ပါတယ်မနစ်ကဒီချိန်ပြင်ဦးလင်မှာမိုးရွာပြီးနည်းနည်းအေးပြီမယ်ဒီနေ့ကတော့နေနည်းနည်းပူတယ်တနေ့ကုန်နေပူထဲမှာရှောက်လေထားတာဆိုတော့အသားရည်လေးတွေကအယောင်ပြောင်းပြီးတော့ဖြူတစ်ပိုင်းမဲတစ်ပိုင်းဖြစ်လာပြီဒါကြောင့်နေလောင်သွားတဲ့အသားရည်ကိုပြန်ထိန်းသိမ်းဖို့အတွက်တဝမ်းငတ်ထုတ်ထားတဲ့ကော်ဖီစားကြမ်းပြားရည်စကရက်လေးနဲ့တိုက်ပေးပါမယ်ဒီစကရက်ကအခုလိုနေပူထဲသွားလို့အသားရည်ကွက်မဲပြီးတော့မငြင်မညာဖြစ်တာညစ်ချောက်ကြီးဖြစ်နေတာတွေဆိုလို့ရှိရင်ဒီလိုမျိုးလေးတစ်ပတ်ကို3ချိန်လောက်ပြန်တိုက်ပေးရုံနဲ့တစ်စက်နူးညံ့ပြီးတော့ပြန်ကြည်လာမယ်ချွေးပေါက်မှာပိတ်နေတဲ့ပြက်စီးသွားတဲ့ဆဲသစ်တွေနဲ့အညစ်အကြေးတွေကိုအတွင်းထဲအထိနက်နက်ရှင်းရှင်းဖယ်ရှားပေးနေတာကြောင့်မို့လို့လိုရှင်အဖက်ကိုလည်းထိရောက်ဆုပ်ယူနိုင်တာကြောင့်မို့လို့ဆူဆူအီလေးဖြစ်လာမယ်နေလောင်ပြီးတော့ပြက်စီးသွားတဲ့အသားရည်တွေပြန်ကြည်လာဖို့အတွက်ဆိုလို့ရှိရင်ဒီစကရက်လေးကိုအနည်းဆုံး3ချိန်အများဆုံး6ချိန်လောက်တိုက်ပေးတာနဲ့ပြန်ဝင်လာစေပါတယ်တဘာဝကော်ဖီစစ်စစ်နဲ့ထုတ်ထားတာဖြစ်တဲ့ကြောင့်မို့လို့အသားရည်နှူသွားမှာပြက်စီးသွားမှာလည်းလုံးဝမစိုးရိမ်ရပါဘူးရှင်ဒါပေမဲ့စကရက်တိုက်ပြီးပြီဆိုလို့ရှိရင် moisturizer ပါတဲ့ lotion ကိုမဖြစ်မနေပြန်လိမ့်ထားဖို့တော့မမေ့နဲ့နော်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေရောနေလောင်ပြီးတော့အသားရည်တွေပြက်စီးသွားလို့စိတ်ညစ်နေတယ်ဆိုလို့ရှိရင် comment မှာမီလို့ရေးခဲ့ပေးအောင်နော်ဒီ coffee scrub လေးကိုသုံးကြည့်ကျင်နေဆိုလို့ရှိရင် TikTok chat box ကနေလည်းဆက်သွယ်ပြီးတော့မေးမြန်းနိုင်တယ်လို့ဖုန်းဆက်ပြီးတော့လည်းမှာလို့ရပါတယ်နော်